တရုတ်နိုင်ငံဟာလွန်ခဲ့တဲ့နှစ်ပတ်ခန့်အတွင်းဂျပန်အနီးရုရှားနဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ပစိဖိတ်ဒေသအတွင်းခြားပါတဲ့ဒုံးကျည်စမ်းသပ်မှုတွေကိုလည်းဇက်တိုက်ပြုလုပ်ခဲ့ပါတယ်။ဇွန်လ29ရက်နေ့မှာတရုတ်နဲ့ရုရှားပုံကျဲလေယာဉ်တွေဟာဂျပန်ပင်လယ်အရှေ့တရုတ်ပင်လယ်နဲ့အနောက်ပစိဖိတ်ဒေသတွေကိုဖျက်ဆီးပြီးပူးတွဲကင်းလှည့်ပြန်တန်းခဲ့ပါတယ်။ဒီလှုပ်ရှားမှုကြောင့်ဂျပန်နဲ့တောင်ကိုရီးယားတို့ကတိုက်လေယာဉ်တွေဆေးလွတ်ဆောင်ကြည့်ခဲ့ရပါတယ်။ဒါအပြင်တရုတ်နဲ့ရုရှားတို့ဟာချန်တုံးပြည်နယ်ချင်းတောင်ပြုံမှာဂျွိုင်စီ2026ပူးတွဲရေတပ်လေ့ကျင့်မှုကိုပြုလုပ်ခဲ့ပြီးလေကြောင်းရန်ကာကွယ်ရေးရေငုပ်သင်္ဘောတိုက်ဖြတ်ရေးနဲ့ပင်လယ်ပြင်တိုက်ခိုက်ရေးလေ့ကျင့်မှုတွေပါဝင်ခဲ့ပါတယ်။ဇူလိုင်လ6ရက်နေ့မှာတော့တရုတ်ရေတပ်ကနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်းကနေတာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်စီးကိုပစိဖိတ်သမုဒ္ဒရာထဲစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ဒုံးကျည်ဟာကီလိုမီတာ9300ခန့်အထိပြန်တန်းခဲ့ပြီးတောင်ပစိဖိတ်နိုင်ငံတကာရေပိုင်နက်အတွင်းကျရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ရေးကျွမ်းကျင်သူတွေရဲ့အဆိုအရဒီလှုပ်ရှားမှုအလုံးကိုတစ်ခုတည်းသောပူးပေါင်းစစ်ဆင်ရေးအဖြစ်စီစဉ်ထားတယ်ဆိုတဲ့အထောက်အထားတော့မရှိသေးပါဘူး။ဒါပေမဲ့တရုတ်ဟာဂျပန်ထိုင်ဝမ်နဲ့အနောက်ပစိဖိတ်ဒေသတွေမှာသူ့ရဲ့စစ်ရေးတည်ရှိမှုကိုအရေးပေါ်ဖြစ်ရတစ်ခုအဖြစ်မဟုတ်ဘဲပုံမှန်အခြေအနေတစ်ခုဖြစ်လာအောင်ကြိုးစားနေတယ်လို့သုံးသပ်ထားကြပါတယ်။ဒီအခြေအနေကြောင့်အင်ဒိုပစိဖိတ်ဒေသအတွင်းတရုတ်အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေအကြားစစ်ရေးအင်အားပြိုင်ဆိုင်မှုပုံမှုပြင်းထန်လာနိုင်တယ်လို့လည်းသုံးသပ်ထားကြပါတယ်